ဒါပြီးတော့ကျမတို့ရဲ့ပြည်သူလူထုဟာကြောက်ကြတယ်ကျမတို့ရဲ့ပြည်သူလူထုဟာစိတ်ကမရှိဘူးကျမတို့ရဲ့ပြည်သူလူထုဟာနိုင်ငံရေးစိတ်ဓာတ်မပြည့်ဝဘူးဆိုပြီးတော့တချို့ကအဲ့လိုညည်းကြပါတယ်ဒါပေမဲ့ကျမကဒီဟာကိုလက်မခံဘူးကျမယုံကြည်ချက်တစ်ခုရှိတယ်ဘာလဲဆိုတော့ဖေဖေလိုပုဂ္ဂိုလ်တယောက်ကိုခေါင်းဆောင်အဖြစ်နဲ့လက်ခံခဲ့တဲ့ပြည်သူလူထုဟာနိုင်ငံရေးအမြင်ပြည့်ဝတယ်လို့ကျမဒီလိုပဲယုံကြည်ခဲ့ပါတယ်ဘာဖြစ်လို့ဒီလိုပြောရလဲဆိုတော့ဖေဖေပုံပန်းတရံဟာလူကြိုက်များအောင်ဖန်တီးထားတဲ့ပုံပန်းတရံမဟုတ်ပါဘူးပြောတဲ့အခါကျရင်လည်းပြက်ပြက်သားသားဒုံတိတိနဲ့ပြောတတ်ပါတယ်မမကန်ကန်လုပ်တယ်ဘာမှမင်းသားပုံစံနဲ့လုံးဝမထွက်ပါဘူးသို့တော်ညာလည်းပြည်သူကဒါကိုသဘောကျတယ်အရေးချင်းအဓိကထားမဲ့အရေးချင်းတွေကိုအဓိကထားတတ်တဲ့ပြည်သူလူထုဟာနိုင်ငံရေးရဲ့ဆုံးဖြတ်ချက်တွေမှန်ကန်မှာပဲလို့ကျွန်မယုံကြည်ခဲ့တယ်အဲ့ဒီလိုယုံကြည်ခဲ့လို့လေဒီမိုကရေစီလှုပ်ရှားမှုထဲမှာကျွန်မဘယ်တော့မှမယိမ်းမယိုင်းဆက်လက်ပြီးတော့ပါဝင်ခဲ့တာဖြစ်ပါတယ်ပြည်သူကလည်းအခုထိကျွန်မတို့ယုံကြည်ချက်တွေကိုချိုးဖောက်ခဲ့တာမရှိပါဘူးပြည်သူတွေဟာအချိန်ကျလာတဲ့အခါကျလို့ရှိရင်တာဝန်ကိုနိုင်ငံရေးအသိရှိရှိနဲ့ထမ်းဆောင်ခဲ့တာကိုကျွန်မတွေ့ခဲ့ရပါတယ်ဒီလိုပဲဆက်ပြီးတော့ထမ်းဆောင်သွားမယ်လို့လည်းကျွန်မမျှော်လင့်ပါတယ်နိုင်ငံခေါင်းဆောင်တစ်ခုကိုလက်ခံတဲ့အခါမှာဒီခေါင်းဆောင်ဟာဘယ်လောက်ရိုးသားဖြောင့်မတ်တယ်လဲဆိုတာကိုအဓိကထားပြီးတော့ဆုံးဖြတ်ခဲ့တဲ့ပြည်သူလူထုဖြစ်ပါတယ်ဖေဖေနဲ့ပတ်သက်လို့ခေါင်းဆောင်ဖြစ်တဲ့လက်ခံခဲ့တဲ့အကြောင်းရင်းဟာဒါပါပဲဗိုလ်ချုပ်အောင်ဆန်းဟာရိုးသားတယ်ဖြောင့်မတ်တယ်ပြည်သူလူထုကိုမလိမ်လည်ဘူးမလှည့်ပြားဘူးဩဇာအာဏာစည်းစိမ်မမက်မောဘူးဆိုတဲ့စိတ်ဓာတ်နဲ့ပြည်သူကနေပြီးတော့ထောက်ခံခဲ့တာဖြစ်ပါတယ်